14နှစ်ခေါက်ချိုးတဲ့အတွက်ကြောင့်ဒီပိတ်စကိုနှစ်ခေါက်ချိုးတဲ့အတွက်ကြောင့်တဝက်ဝက်နော်တဝက်ဝက်တော့အစား14အစားနှစ်ဆိုတော့ခုနှစ်လက်ပြက်ဖြစ်တဲ့အတွက်ကြောင့်ဘာမှပေါင်းစရာမလိုဘူးလက်ပြက်ဖြစ်တဲ့အတွက်ကြောင့်အဖုံးက14ပြီးရင်နှစ်ခွဲထားတလက်မချရနေဆက်လိုက်ဒါပဲဒါပကအရှိက20ကိုကြိုက်တဲ့လောက်လုပ်လို့ရတယ်နော်20အပေါင်းချုပ်စာရဲ့ခောက်စာရဲ့2လက်မဆိုတော့22လက်မနော်36ကိုအပေါင်း6ညီညာချင်းလောက်ရတယ်40နဲ့2ဒါရင်40နဲ့အစား4ညီညာချင်း10.5ဆိုတော့10ခွဲရတယ်ဒီမှာ10လက်မဝက်ခွဲ10ခွဲရတယ်36အပေါင်း6 10ခွဲရမယ်နော်ဒါကိုတလက်မချမယ်ဒီဟာလေးကိုဖြတ်လိုက်ပြည့်လက်ပြက်ဆိုတော့လက်ပြက်ကတလက်မထက်ကျော်မှလာတာပခုံးချဘူးလေပြီးရဒီမှာနှစ်ခွဲနဲ့တလက်မစွန်းရင်ပို့လှဆက်မယ်ရင်က10ခွဲနော်10ခွဲကိုဒီလိုဖြတ်ပြီးတော့ဒါကိုနည်းနည်း3လက်မလောက်ဆွဲချပြီးဂျိုင်းက8လက်မ16ဆိုတော့လေ8လက်မကိုဒီလိုတစ်ဖြတ်ဒီနားကိုဖြတ်လိုက်ဒီလိုလေးဖြတ်ထင်းရှားလေးဖြတ်ပြီးတော့ဒါနဲ့ဆက်ဂျိုင်းပြီးတော့ခါအကြ16ထားပုံမှန်ပဲ16တယောက်နဲ့တော့မတူဘူးပေါ့နော်ဒါညှက်တက်အောင်လို့အရင်ဆုံးပြတယ်ပြီးတော့ခါက32ဆိုတော့8လက်မပေါင်းတော့40 10ဒီမှာ10နော်10ကိုချက်ဖြတ်လိုက်10ဒါကိုချက်မှတ်10နဲ့ဒီချင်းနဲ့ခါနဲ့ဆက်ဒီမှာနော်ပြီးတော့ခုနအရှည်ယူထားတဲ့ဟာက18ချုပ်စာပေါင်းတော့20ပြီးတော့ဒါကိုတစ်ဖြတ်ဒီလိုလုပ်လိုက်မယ်ပြီးတော့သူ့ရဲ့အကျယ်ကဘယ်လောက်လဲဆိုတော့10ခွဲ36ဆိုတော့10ခွဲဒီမှာ10ခွဲကိုဒီလိုတက်လေးသွားမယ်1လက်မ2လက်မလောက်သွားမယ်ပြီးရင်ဒါလေးဒီလိုလေးလုပ်လိုက်ညနော်ပြီးရင်1မှတ်လောက်တင်လိုက်မယ်ဒီလိုလေးတင်လိုက်1မှတ်လောက်2စိတ်
ည်းနည်းလေးပဲနှစ်စိတ်လောက်လေးတစ်စိတ်နှစ်စိတ်လောက်လေးပဲနော်လူလေး white သိမ့်လိုက်တက်တက်ရမလှညက်မယ်နော်နောက်ချမ်းပြီးပါပြီနောက်ချမ်းပြီးပါပါခေါင်းစွပ်ဆိုတော့ခါတိတ်သိမ်းလို့ရှိရင်ဝတ်လို့မကောင်းဘူးအဲကြောင့်နည်းနည်းပဲသိမ်းပြီးဒါကကြတော့ free style ပေါ့နော် free side ပေါ့ရှေ့ချမ်းညံ့မယ်တို့လည်းတိုင်းကြည့်30ခွဲကြုံတယ်ကြော်တယ်ဒီမှာ30ခွဲကြော်တယ်နော်ဒီမှာလည်းဒီဘက်ကိုတစ်ချက်တိုင်းကြည့်17ဒီနဲ့ဒီအစခင်းလိုက်လို့ညီလားမညီလားဆိုနှစ်ဖက်တိုင်းကြည့်လိုက်ညီလဲဆိုသိတယ်17တစ်စိတ်ရှိမယ်ဒီမှာ17တစ်စိတ်ရှိတယ်ဒါဆိုဒီအခင်းခင်းထားတာညီတယ်အဲ့တော့ဒါကဘာတောင်းမှမပါတယ်သူကကြတော့ရင်ဘက်ကလေးကိုနည်းနည်းသိမ်းအောင်လို့ဒီနေရာမှာနည်းနည်းလေးတစ်စိတ်လောက်စောင်းထည့်ထပ်ပလိုက်ဒီလိုမျိုးလေးစောင်းထည့်လိုက်ဒီကိုကြတော့ဒဲပဲထားမယ်ဘိုက်နေရာမှာခါးနေရာမှာဒဲပဲထားမယ်ဒီနေရာမှာနည်းနည်းလေးစောင်းလေးမှန်နော်တွေ့ရမှာနည်းနည်းလေးစောင်းလေးသိမ်းထားရင်ဘတ်ဟာမှာဆိုနည်းနည်းလေးဒီကနေဆိုတစ်မှတ်လောက်နှစ်စိတ်လောက်လို့သိမ်းလိုက်နှစ်စိတ်လောက်သိမ်းလိုက်ဒီကတိညက်တဲ့အခါကြလို့ရှိရင်ဒီမှာတစ်မှတ်လောက်ပို့ထားနောက်ချမ်းထက်ဒီနောက်တစ်မှတ်လောက်ပို့ထားပြီးမှဒါအတိဒီနေရာအတိညက်ဒီနောက်နည်းနည်းလေးသိမ်းလိုက်လူမျိုးနော်လေပင်ပေါက်က
3လို့ယူလို့ရှိရင်သူကနှစ်ဖက်ဆိုရင်6ဖြစ်သွားနော်တိတ်လေလေပင်ကိုအကျယ်ကြီးမဟုတ်ဘူး3ခွဲယူရင်9ဒါဆိုရင်အနေထားမစိုး3ခွဲယူလိုက်ဒါညက်ပုံညက်နီးအနေထားကိုသိစေချင်လို့ညက်ပြတာနော်အတိုင်းတွေကနောက်မှအတိအကျပြန်ပြောပြမယ်နောက်ပိုင်းဗီဒီယိုတွေမှာအတိုင်းတွေဘယ်လိုတိုင်းရလဲဆိုတာကိုပြောပြသွားမယ်ဒါကဘာပြီးရင်ဘယ်အဆင့်ပြီးရင်ဘယ်အဆင့်ကိုညှက်ရတယ်ဆိုတော့ပြောပြတယ်အနောက်ကိုနှစ်လက်မကွဲထားမယ်အောက်အချပြီးတော့ဒါလေးကိုဒဲ့လူသွားလိုက်မယ်ပြီးရင်ခုနက3ခွဲထားတဲ့နေရာနဲ့ဝိုက်ဝိုက်လေးဆက်လိုက်ဒီလိုလေးဝိုက်ဝိုက်လေးဆက်လိုက်မြင်လားမသိဘူးဒီမှာ3ခွဲထားတဲ့နေရာနဲ့ဒီလိုဝိုက်ဝိုက်လေးဆက်လိုက်ညက်ပြီးပြီးရင်ဒီဟာကိုဟိုဘက်ရှေ့ချမ်းကိုမှတ်မယ်ဒီမှာနော်ဒါနဲ့အတိရှေ့ချမ်းကိုမှတ်ရှေ့ချမ်းကိုမှတ်တဲ့အခါကျတော့ဒါလေးကိုဖယ်လိုက်လေဘင်းမှာလေဘင်းနဲ့အတိက3လက်မရှိတယ်3လက်မထက်အောက်ကို2လက်မချမယ်ဆိုလို့ရှိရင်5လက်မ5လက်မဆိုနည်းနည်းတိမ်နေဆိုလို့ရှိရင်5ခွဲလောက်ချလိုက်ရင်နေလို့ထိုင်လို့ကောင်းတယ်တိတ်ကြရင်လည်းဟိုလိုမကောင်းဘူးဒါကိုလည်းနည်းနည်းလေးအရာပေးလိုက်မယ်နော်ပြီးရင်ဒါလေးကိုခတ်ဆောင်းဆောင်းလေးအရာပေးမယ်သူကဒီလိုတက်တက်ပေးလို့မရအောင်လေဘင်းအဝိုင်းဖြစ်တဲ့အတွက်ကြောင့်ဒီလိုတက်တက်ထားလို့မရအောင်ဒီလိုနည်းနည်းလေးစောင်းပေးရတယ်အဲ့လိုစောင်းပေးလိုက်အရာပေးရနော်အဲ့ဒီထက်ကိုကျွံရင်မလှတော့ဒီနားကနေပြီးတော့ဝိုက်ဝိုက်လေးဒီလိုလေးဝိုက်လိုက်ညနေကြည့်လိုက်လေရတယ်လေဘင်းဝိုင်းရဲ့အနေထားအဲ့တော့ရှေ့ချမ်းနဲ့နောက်ချမ်းနဲ့ဒီပါလေဘင်းကဂျိုင်းညက်မယ်ဂျိုင်းဒီလိုလှန်လိုက်မယ်ဒီ4ခုအကုန်လုံးဒီမှာဒီလို4ခုကင်ပြီးတော့တစ်ချက်တည်းလှန်လိုက်ဂျိုင်းက16ရှိ16ခုတစ်ဝက်ဝက်တော့8ဆိုတော့ဒီနားကိုရလိုက်ဒီလိုရလိုက်ညဒီလိုရလိုက်နော်အဲ့လိုရပြီးတော့သူ့တက်တက်လေးနည်းနည်းလေးအရာပေးမယ်အရင်ထင်ထင်ရှားရှားပြီးရင်သူ့လည်းနည်းနည်းပြေးပြေးလေးဒီလိုဒဲ့သွားတဲ့ပုံစံမျိုးလေးဒါမျိုးလေးပြေးလေးအဲ့ဒါပြီးရင်သူ့ဒီထဲကို1မှတ်လောက်ဝင်မယ်1မှတ်လောက်ဝင်ပြီးတော့ဒီကနေဒီလိုသိမ်းသွားโอเคအဲ့တော့ဒီ1မှတ်လောက်ကိုဒီဘက်ကိုပြန်ဆက်မယ်နော်ရှေ့ချမ်းဂျိုင်းပေါက်ရှေ့ချမ်းဂျိုင်းပေါက်ရတယ်နော်ပြီးရင်ဒီပခုံးကိုလက်မဝက်ညှက်လိုက်ရှေ့ချမ်းကြီးပဲနော်ပြီးရင်နောက်ကိုဒီလိုမှတ်ချမ်း
ဒီလိုပဲသူ့ကိုလည်းတက်တက်လေးနည်းနည်းလေးမှတ်ပြီးရင်အဲ့လိုပဲနည်းနည်းခတ်ဆောင်းဆောင်းလေးဒီဘက်ကိုမကျွတ်အောင်သူကလည်းတက်တက်ဒီလိုလုပ်လို့မရအောင်နော်ဒီဘက်ကိုနည်းနည်းလေးဆောင်းဆောင်းလေးချက်လို့သူကလက်ပြက်ဖြစ်တဲ့အတွက်ကြောင့်သူလည်းတမတ်ဝင်လို့ရတယ်နော်ဒီတမတ်ကနေပြီးတော့ဒီလိုပါမယ်ပြီးရင်ပြန်ဆက်မယ်ပေါ်နဲ့ညက်တာကတော့ပြီးသွားပါပြီဒီချာလိုက်လောက်ကြပါဘာမှတိတ်မခတ်ပါမလေပင်သွင်းထားတာတွေ့လားမနော်လေပင်သွင်းထားတာထဲရောက်ပါအဲ့တော့ညက်လို့ပြီးပါပြီ